စပင်ရှီတော့ထားချင်းတယ်ရီချူပြီးရင်အရာခက်တယ်တော်ရုံနဲ့မချောက်စပင်ရှီထားမယ်ဒီနေ့2026တနေ့လုံးမငြက်ဘူးရှီထားမယ်ရှီထားပြီးမှဒီလိုမျိုးရှီမယ်ဒီလိုမျိုးရှီပုံစံပေါ့ကိုကြိုက်တဲ့ပုံစံအခုတော့မရသေးဘူးခြေလုံးမရသေးဘူးစင်ပြီးမှာပါတဲ့တခါမှကျွန်တော်စပင်ရှိမထားဘူးတော့အရန်ထားခြင်းတယ်ဘယ်လိုမျိုးအရာသာစပင်ရှိနဲ့အနေတာဘယ်လိုမျိုးစူးကျိုးရလဲဘယ်လိုမျိုးကောင်းကျိုးရလဲဘယ်လိုမျိုးနေလဲဘယ်လိုမျိုးအနေထားရှိလဲဆိုတော့အရန်သိချင်လို့ဒီနေ့2026တနေ့လုံးမငြက်ဘူးစုပ်ပချက်ချထားတယ်ဘဝတာကိုရိုနေမကောင်းသေးဘူး